အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ I am not human channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူကောင်းခန့်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့မြန်မာကားနဲ့တူတဲ့ Hollywood ရုပ်ရှင်အကြောင်းကိုကျွန်တော်ပြပြချင်ပါတယ်အဲရုပ်ရှင်ကတော့2014မှာထွက်ထားခဲ့တဲ့အနဲတို့ရဲ့ Happy New Year ဆိုတဲ့ Hollywood ရုပ်ရှင်အကြောင်းလေးပဲဖြစ်ပါတယ်ဒီနေရာမှာHappy New Year ဆိုတဲ့ Hollywood ရုပ်ရှင်ကားကိုမကြည့်ရသေးရင်တော့တွက်ကြည့်ဖို့ကျွန်တော်အကြံပြုပါတယ်ဒီ Hollywood ရုပ်ရှင်ကိုဘာလို့မြန်မာကားနဲ့တူတာလဲလို့ပြောရတဲ့အကြောင်းရင်းရှိပါတယ်ဒီကားကိုကြည့်ရတဲ့တော်တော်များများကမင်းသားဖြစ်တဲ့ချာလီကညံအရန်ကောင်းလို့ပဲဒီစိန်တွေကိုခိုးယူနိုင်ခဲ့တယ်လို့လူတွေကသတ်မှတ်ကြပါတယ်ဒါပေမဲ့လူတွေဒီအကြောင်းအရာကိုမစင်စားမိခဲ့ကြဘူးနံပါတ်1ကပ္ပအလုံးကျုံဆုံးပါဆိုတဲ့မိခင်တစ်တာကဘာလို့ရေနှုတ်မြောင်းရဲ့အောက်မှာဘာလို့ရှိနေရတာလဲနံပါတ်2ဘာလို့မင်းသားချာလီတို့အဖွဲ့ကစိန်ကိုဖို့ကိုရေနှုတ်မြောင်းကနေဘာလို့မဝင်တာလဲဘာလို့လုံကျုံကြီးရဲ့အသက်ချရာနေရာနေဝင်ရတာလဲရေနှုတ်မြောင်းကနေလဲဝင်လို့ရတာပဲဒီနှစ်ချက်ကိုကြည့်ပြီးစဉ်းစားကြည့်လိုက်ပါအနေတို့ရဲ့ကဘာကျော် Hollywood ရုပ်ရှင်ကြီးကကျွန်တော်တို့ရဲ့ဗမာကားနဲ့တူနေတယ်ဆိုတာမြင်တွေ့နေရပါပြီတိတ်ပြီးမရှင်းလင်းတဲ့သူတွေအတွက်ကျွန်တော်ဗီဒီယိုတစ်ခုလုပ်ထားပါတယ်ပေးလိုက်တဲ့ခါမှာဂျက်ကရေပိုင်လိုင်းကိုဖွင့်လိုက်ပြီးတော့မိဂန်တစ်တာခန်းထဲရေတွေဝင်လာခဲ့ပါတယ်တစ်ဖက်မှာတော့ချာလီတို့ဟာရေထဲအတူအပေါ်ကိုတက်လာခဲ့ပြီးဖောက်ခွဲမှုပြုတ်လုပ်လိုက်ပြီးတော့အပြင်ကိုထွက်နိုင်ခဲ့ပါတယ်ဟုတ်ပါတယ်ဒီနေရာကိုပြောချင်တာပါဒီနေရာကနေထွက်လို့ရတဲ့ဟာကိုတည်ရင်ဘာလို့ဒီနေရာကနေဝင်ပြီးစိတ်မခိုးတာလဲအနေတို့လှုပ်လိုက်ရင်အစားနေပါပဲဒါဆိုတော့နားလည်တော့ပါပြီကျွန်တော်ရဲ့ channel လေးကအခုမှစတာမို့လို့ like and subscribe လေးနဲ့ကူညီခဲ့ပါဦးအားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ရအောင်